ဒီနေ့ screen time ကြည့်ရလုံးလောက်ပြီ That's enough screen time for today That's enough screen time for today မြန်လောက်ငါ့ကိုနောက်ကြတော့မယ် Hurry up we're going to be late Hurry up we're going to be late ဒီနေ့ကျောင်းသွားဖို့အဆင်သင့်ဖြစ်လား Are you ready for school today Are you ready for school today အမေကိုလာကြုံမယ် I will pick you up I will pick you up ဒီနေ့ဘာတွေသင်ယူခဲ့လဲ What did you learn today What did you learn today ဒီနေ့ဘယ်သူနဲ့ဆော့ခဲ့သေးလဲ Who did you play with today Who did you play with today မောင်စားပါ Have a snack Have a snack အင်္ဂါအတူတူလုပ်ရအောင် Let's do homework together Let's do homework together ဒီနေ့တနေ့တာအကြောင်းပြောပြချင်လား Do you want to talk about your day Do you want to talk about your day အင်စာပြီးရင်မင်းကစားလေရတယ်ဒါမှမဟုတ်ကာတွန်းကကြည့်လေရတယ် After homework you can play or watch a cartoon After homework you can play or watch a cartoon အသက်လေးနှစ်အရွယ်မှာစားတတမီမီလေးတို့အတွက် teacher ရဲ့ phonics class လေးဖွင့်ဖို့ရှိပါတယ်တတမီမီလေးတို့ phonics ကိုတင်ထားခြင်းအပြင်စကားလုံးအသစ်မြင်တာနဲ့ကြောက်လန့်ခြင်းမရှိတော့ဘူးကိုယ်တိုင်ပေါ့နော်စကားလုံးကိုယ်တိုင် phonics နည်းကိုသုံးပြီးတော့အတန်ထွက်ဖတ်တတ်မှာပဲဖြစ်ပါတယ်ရှင်ဒီ phonics class လေးကို join ကျင်နေဆိုလို့ဆိုရင်တော့ TikTok message or အတော့မစင်ရပါဖုန်းနံပါတ်မှာခေါ်ဆိုဆက်သွယ်မိပြန်နိုင်ပါတယ်ရှင်teacher ထိုင်းမှာနေနေတဲ့အတွက်ကြောင့်မလို့အပြင်ဖုန်းနံပါတ်ကိုတော့ခေါ်လို့ရမှာမဟုတ်ဘူးပေါ့နော်အကယ်၍ဖုန်းဆက်ပြီးတော့အသေးစိတ်လေးစုံစမ်းကျင်နေဆိုလို့ဆိုရင် Viber ကနေတစ်ဆင့်ဖုန်းဆက်ခဲ့လို့ရပါတယ်ရှင်အားလုံးပဲ bye